အလုံးမဲ့မင်္ဂလာပါကျွန်တော်နာမည် Jerry ပဲဒီနေ့ဗီဒီယိုမှာဘဝဆော့နေပြောပြအောင်ဘဝပထမဗီဒီယိုတင်ထားပါတယ်ဒုတိယဗီဒီယိုဖြစ်ပါတယ်ဒုတိယဗီဒီယိုဘာလို့တင်လဲဆိုတော့ဘဝအောင်မှာအဲ့လိုပုံတခြားပုံစံနဲ့အဲ့ဒီဘဝ light ဆိုတဲ့ဟာလေးမကြိုက်လို့ဒီမှာဒီဘဝ MCPE ကိုပြောအဲ့ဒါလိုအပ်တယ်ပြီးရင်ကို Minecraft တခုလိုအပ်တယ် Lucky Craft တူအဲ့ဒါပဲဘာပဲဖြစ်ရတာအရင်အဲ့ဘာလဲအဲ့ထဲဝင်ပြီးတော့ကြိုက်တဲ့ဝေါ်ကျွေးလို့တာတော်လားကျွန်တော်ဘဝဆော့မယ်ဆိုဘဝပဲဘဝ2ယောက်ချိတ်ဆော့ရတာပဲကျွန်တော်အခုတယောက်တည်းစမ်းပြတာပဲပြောโอเคဒါဒီလိုမျိုးလာပါရင်ဘဝ2ယောက်လဲချိတ်ဆော့4ယောက်ချိတ်ဆော့လို့ရပါပါနော်4ယောက်မှာအဖွဲက4ယောက်မဟုတ်ပါဘူး1ယောက်စီပါတော်ကောင်းပါအခုဒါ install ကိုထပ်နေ download resource လုပ်နေပါမယ်ကျွန်တော်လုပ်တဲ့အတိုင်းပဲလိုက်လုပ်ကြပါမယ် continue done okay next ထပ်ပေါ်ခဏနဲ့အဲ့ဒါဘာဖြစ်တာလဲချက်လုပ်ကြည့်ဒီအားပဲနဲ့ download တင်အော်ကျွန်တော် download ပြီးသွားပြီဗျာဟုတ်ကဲ့ဝင်သွားဒါအဲ့မှာ Lucky Craft တူလာအဲ့မှာ Minecraft တခုရွေးခိုင်းမယ်ပို့ရွေးခိုင်းတဲ့အခါကျရင်ဒီဘောဖြစ်လာခဏနဲ့နော်ပြန်ဒီဘောတလီယာโอเคကျွန်တော်ကအဲ့မှာ Minecraft တခုခုတော့ down ထားတင်ပါတယ်ကျွန်တော်အခု Lucky Craft နဲ့လုပ်ထားတာပါဒီလိုပုံလေးပေါ်လာမယ်အဲ့လိုပုံပေါ်လာနှိပ်လိုက်ပါခင်ဗျာကျွန်တော်ကလုပ်ပြီးသွားဆိုတော့နှောက်ဘောတက်ကြော်ညာဝင်တယ်တအားဝင်ကြော်โอเคရောက်သွားပါခင်ဗျာအငင်းရောက်မှာဒီညမှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ရောက်ဒီညမှာကြာတာပါခင်ဗျာအရင်ဒီမှာအပြားလေးတွေ့ရမှာဒီအပြားလေးအဲ့ဒီပြားလေးရင်းကြည့်လိုက်Okay, welcome Jerry. Let's choose over Jerry. Yeah, 对了，哎呀，都是熬的空茶嘛，是了喏。喂，ဒီကိုရောက်လာပါခင်ဗျာ2ယောက်ချိတ်ဆော့ရမှာခင်ဗျာ2ယောက်အငှားလိုမျိုးပဲနောက်တစ်ယောက်လည်းဒီကိုပဲဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာဝင်လာရင်အဲ့မှာ second ရှိပါတယ်ရှိပြီးွားရင်အောက်ကတွေ့လားအဲ့ဒါအဲ့ကိုရောက်သွားမှာခင်ဗျာသူအခုနကျွန်တော်ညီကျွန်တော်ခုတ်ပြီးွားပါပြီ။ဘာမှဒါကျွန်တော်ညီအပြာရောက်ပဲပေါ့။နောက်တစ်ခုကကြတော့ဒါအနီဟိုဘက်အဲ့ဒါဆိုဟိုဘက်။ခေဒါကျွန်တော်အောင်းဆော့ခဲ့တာပဲဖြစ်ပါ။ကျွန်တော်ဆော့ခဲ့တာပါ။ကျွန်တော်ညီကျွန်တော်ဖိုင်ဝမ်။ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေတင်ပေးနိုင်ဖို့ like and subscribe လုပ်တော့ပါကြပါခင်ဗျာ။ကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့တယောက်စီးချင်တာအောင်လဲကျေးဇူးတင်ပါခင်ဗျာပါပါ